တီးမဆိုင်ပိတ်ခံလိုက်ရတဲ့နောက်ွယ်မှာဒီလိုအကြောင်းရင်းတွေရှိနေတယ်။မြန်မာလူမျိုးတွေရဲ့မကောင်းတဲ့ကျင့်ဆက်တစ်ခုကတော့တဦးအောင်မြင်ရင်တဦးမနာလိုတဲ့ကျင့်ဆက်ပါပဲ။အခုလဲကိုဝင်စာမိမတယောက်ဆင်ပြေနေတာကိုမြင်ကျင်ကြတဲ့သူတွေကြောက်တုံးခံလိုက်ရတာကဖတီးမချင်မောင်းဆိုင်မှာဒီမတိုင်ခင်မှာတော့ဖတီးမချင်မောင်းဆိုင်ဟာတံမြောက်သီးတုပ်ကိုလက်မလဲတန်တော်တော်လေးကိုမှရောင်းရတာဖြစ်ပါတယ်။ဒါကိုမနာလိုမရှိစိမ့်ကြတာကဖတီးမကိုမနာလိုကြတဲ့အခြားဈေးတွေအွန်လိုင်းပေါ်ကဆရာကြီးတွေပါ။တော်တမန်အင်းကဈေးတွေကဖတီးမနာမည်ကြီးပြီးနောက်လူတွေဖတီးမချင်မောင်းကိုပဲစားကြတယ်။သူတို့စီမှာလာမစားကြတော့ဘူးလို့ဆိုကအညှို့တေးထားကမနာလိုကြတာဖြစ်ပါတယ်။အချို့ဈေးတွေဆိုရင်တော့ဖတီးမချင်မောင်းကရွှေထွက်နေလို့နာမည်ကြီးရလားဆိုပြီးတော့စောင်းမြောင်းကြတယ်လို့ပြောကြတာပါ။ဒါကြောင့်လေဖတီးမတံမြသီးတို့ဟာ FDA စားတောက်စီကဲနဲ့မကိုက်ညီဘူးမတန်ရှင်းမှုဆိုပြီးတော့တွားတိုင်ကြတာပါအခု FDA ကနေဖတီးမဆိုင်နဲ့အိမ်ကိုလာရောက်စစ်ဆေးကဖတီးမအနေနဲ့ဈေးလုံးဝမရှောင်ရတော့ဘူးဆိုပြီးတော့ပိတ်ပင်တားဆီးထားတာပါဒါကြောင့်လေခုခါမှာတော့ဖတီးမကတံမြသီးတို့မရှောင်တော့ပါဘူးလို့ဝန်ခံလက်မှတ်ကတိထိုးထားရတယ်လို့ဆိုပါတယ်လူတွေကတော့မွေးရစေဝါတွေဘာတွေကြားတယ်ရောင်းခွင့်ပေးကြပြီးတော့ကိုဝင်စာမိမသားတယောက်ကိုရိုးသားစီးဝါရှာစားတရားကိုခွင့်မပြုတဲ့ပုံမှာဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်